သိတ်ကောင်းလို့နားဆင်ကြည့်ပါလူငယ်တွေလည်းနားဆင်ပြအောင်နားဆင်ပေးပါထီးမပါတဲ့ကလေးဟာမိုးထဲမှာပို့အပြေးမြန်ပါတယ်ထီးမပါတဲ့ကလေးဟုတ်ပါတယ်ထီးမပါတဲ့ကလေးဟာမိုးထဲလေထဲမှာပို့ပြီးတော့အပြေးမြန်တတ်ပါတယ်ဖခင်ဖြစ်သူကလည်းတပ်ပြင်းတစ်ချက်ချလိုက်တယ်ချီယူလာတဲ့4533ယွမ်ကြက်ငွေ10သိန်းခန့်ကိုလည်းတားလက်ထဲထည့်ပေးလိုက်တာပေါ့တားဖြစ်သူကလည်းအဲ့ဒီပတ်စံကိုတုံတုံရင်နဲ့လက်ခံလိုက်တယ်တားဖြစ်သူသိလိုက်တယ်ကျောင်းလာကယွမ်4100ကျပ်သွင်းပြီးရင်စားဖို့နေဖို့အတွက်433ယွမ်သာကျန်มาတော့တယ်ဘလို့ခီးဆက်သွားကြမလဲဖခင်ဖြစ်သူအတိုက်နေဆုံးကြိုးပမ်းခဲ့ပြီးပြီဆိုတာကိုလည်းသူကောင်းစွာနားလေတယ်ပတ်စံရစရာလမ်းကလည်းဒီထက်ပိုပြီးမရှိနိုင်တော့ဘူးဆိုတာကိုလည်းသူကောင်းကောင်းသိဖေဖေစိတ်ချပါကျွန်တော်မှခြေတွေလက်တွေရှိပါသေးတယ်အဖေကိုလည်းပြန်နှိမ့်သိမ်းရပါတယ်ဝမ်းထဲပူဆွေးနေပေမဲ့အတက်နိုင်ဆုံးဖခင်ဖြစ်သူကိုသူပြုံးပြီးတော့နှုတ်ဆက်တယ်နှုတ်ဆက်ပြီးတာနဲ့အိမ်ထဲကနေပြီးတော့တကြိုးလေးထွက်ခဲ့တာပေါ့ခန္ဓာကိုယ်လှည့်ပြီးတော့သူထွက်ခွာလာတဲ့အခိုက်မှာမျက်ရည်တွေမျက်နာပြင်တစ်ခွင်လုံးယိုဆင်းလာတာပေါ့သူငိုသွားပါတယ်ဖခင်ကိုမခွဲရတာလည်းပါတယ်ရှေ့ပညာသင်ရမယ့်ခရီးအတွက်လည်းပူဆွေးတာလည်းပါတယ်ကျော်ဖို့အိတ်ကိုလွဲတောင်ပေါ်လန်းကွေးကော့ကိုလည်းပြေးဆင်းပါတယ်သူမိုင်ပေါင်း60ခန်းခရီးရှည်လျှောက်လိုက်တယ်ကားက68ရန်နဲ့ကားဂိတ်မှာလည်းဘတ်စကားပြောင်းစီတယ်သူနှစ်လာတက်ရောက်ချင်ခဲ့တယ်ပြည်နယ်တက္ကသိုလ်ရောက်ရှိခဲ့တာပေါ့ကျောင်းဘဝကိုရောက်ပြီးကားကရှင်းလိုက်တယ်လက်ထဲမှာ365ယွမ်ပဲကျန်တော့တယ်ပထမဆမ်မစ္စတာ9လကျောင်းတက်ရမယ်ယွမ်300ကျော်နဲ့ဘလို့ခီးဆက်ရမလဲပတ်ဝန်းကျင်ကကျောင်းသူကျောင်းသားများကလည်းထိုခေတ်ထိုခါမှာ MP4 လေးတွေကိုလည်းလယ်မင်းမှာချိတ်ဆွဲထားကြတယ်တောက်ပြောင်ဝစ်စင်ထားတာပေါ့သူ့ကိုလည်းပြုံးပြကြပါတယ်သူကလည်းပြန်ပြုံးပြတာပေါ့စိတ်ထဲမှာတော့မျက်ရည်များကလည်းယိုဆင်းနေရပြန်ပြီထမင်းကိုတရက်နှစ်နက်ပဲစားပါတယ်ထမင်းစားရင်လည်း2ယွမ်ပေးရတယ်ဒါသူ့ကိုယ်သူသတ်မှတ်ထားတဲ့အနိုင်ဆုံးအသုံးစရိတ်ပါဒီလိုဆက်သွားရင်လည်းဆမ်မစ္စတာကုံဆုံးတဲ့အထိလည်းပတ်စံမလောက်ပါဘူးညမှာလည်းအိတ်မပြုံးအမျိုးမျိုးစဉ်းစားကြံစတယ်နောက်တနေ့မှာသူအန်တစ်ချက်ကြိတ်ပြီးတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်တာပေါ့ကျန်တဲ့ပတ်စံ300ကျော်နဲ့သူယွမ်150နဲ့လက်ကင်ဖုန်းတစ်လုံးဝယ်လိုက်တာပေါ့လက်ကင်ဖုန်းအဟောင်းဖုန်းပြောလို့ရတယ်စာတို့မက်ဆေ့ပို့လို့ရတယ်တခြားသောဘာဖန်ရှင်းမှလည်းမပါတဲ့ဖုန်းတစ်မျိုးပေါ့နောက်တစ်ရက်မှာအဆောင်နိုင်ရန်နေမှာဓာတ်တိုင်နေမှာကြော်ညာဘုတ်တွေမှာသူကြော်ညာငယ်လေးတစ်ခုကတ်တာပေါ့ခေါင်းစဉ်ကတော့တင်ဝင်ဆောင်မှုလိုအပ်ပါသလားတဲ့အကယ်၍တင်ထမင်းဟင်းဝယ်လို့တယ်ရင်နှွေးခတ်ချင်တယ်ဖုန်းကြီးသွင်းကျင်တယ်ဆိုရင်တော့အောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်လိုက်ပါကျောင်းဝင်းတွင်ဝန်ဆောင်မှု1ယွမ်ကျောင်းပြင်ပဝန်ဆောင်မှု1ကီလိုပိုဝေးတိုင်း2ယွမ်ကျွန်တော်တင်တို့ဝန်ဆောင်မှုပြုပြရစီလို့ရေးထားတာပေါ့ထိုနေ့ကစားပြီးတော့သူ့ဖုန်းကလည်းမအားလက်တော့စတုဒ္ဓနေ့ကျောင်းသားတူကလည်းသူ့ကိုဖုန်းဆက်လာတယ်ငါဆိုတဲ့လူကပြင်းနေအဲ့ရထနောက်ကြတယ်ထမင်းဝယ်တဲ့ကိစ္စမင်းနေတိုင်းငါ့ကိုကုညီပါစိတ်ချပါခမရအဆောင်ထိကျွန်တော်မနက်တိုင်းအချိန်မီမနက်စာပို့ပေးမယ်ဒါလည်းသူ့ရဲ့ပထမဦးဆုံးသောဝန်ဆောင်မှုဖြစ်ပါတယ်နောက်ကျောင်းသားတူကလည်းစာတို့ပို့လာတာပေါ့ခမရကျွန်တော်ကိုဖက်နှက်ဝယ်ပေးလို့ရမလားအခန်း900 400ပါဖက်နှက်နံပါတ်က41တစိတ်ကအိတ်3လုံးအားလုံးစင်ပြေသွားပါတယ်သူညံကောင်းတဲ့ကလေးတယောက်ပါဝန်ဆောင်မှုပေးတာတိတ်တောင်မကြသေးဘူးသူတခုသတိထားမိသွားတယ်ကျောင်းသူကျောင်းသားတော်တော်များများဟာအတန်းကြီးလေအပြင်မထွက်ချင်လေအခန်းပုံးလေဆိုတဲ့အချက်ပဲတချို့ကျောင်းသားများကလည်းအတန်းတော့မတက်ချင်တဲ့အပြင်အိမ်မောကနေပြီးတော့အိမ်အောက်တော်မစင်းကြဘူးသူတို့ခန်းထဲမှာကွန်ပျူတာဂိမ်းတွေစော့နေကြတငယ်ချင်းများနဲ့ချက်တင်ထိုင်ရိုက်နေကြအဲ့ဒီကျောင်းသားများသူ့ရဲ့ပင်မဖောက်တယ်ဖြစ်သွားပြီတောင်မောကလာတဲ့ကလေးပြပြကျမ်းမှာတန်ဆွမ်းနဲ့တွက်လက်တယ်ပြေးနိုင်လွှားနိုင်တယ်အဆောင်ကလည်း9တဲ့6တဲ့ဖြစ်နေရတော့မှသူမမှုဘူးလေတစ်ချက်ကလေးမှလည်းမညီဘူးသူတအားတက်ကြွတခုခုမှလိုက်ရင်မိနစ်30အတွင်းရောက်ပို့ပေးတယ်သူ့ကို9ယွမ်ပေးတယ်မြို့ပြင်ဝန်ဆောင်မှုမို့လို့သူ2ယွမ်ယူတယ်3ယွမ်ချက်ချင်းပြန်အမ်းတယ်ပြန်အမ်းဖို့နှုံးမရှိဘူးဆိုတာမျိုးသူလုံးဝအဖြစ်မခံဘူးသူအစင်သင့်ဖြစ်အောင်လို့သူအမြဲတမ်းအနှုတ်ဆောင်ထားတယ်သူဂရိတီတယ်ပြီးအောင်လုပ်တယ်အချိန်မြန်တယ်တိကျတယ်ကျောင်းသူကျောင်းသားများကြားမှာလည်းသူတော်တော်နာမည်ရတာတော့ပေါ့နောက်ဘာပဲလို့ကိုယ်တိုင်ထွက်မွေနိုင်ရင်သူ့ကိုပဲအရင်သတိရတယ်သူတလောက်လုံးဖြစ်လိမ့်မယ်လို့လည်းမျှော်လင့်မထားခဲ့ဘူးအတန်းစင်ချင်းဖုံးဖွင့်လိုက်တာနဲ့အလုတ်ကအမြဲတမ်းသူ့ကိုစောင့်နေကြတရက်ကြတော့မိုးကလည်းအကြီးကျယ်ရွာတော့နေသူဖုံးမြည်လာပြန်တယ်လေကျောင်းသူတယောက်စီကဖြစ်တယ်သူမိုးထဲမှာချက်ချင်းပြေးထွက်လိုက်တာပေါ့ကျောင်းသူမှာတဲ့ထီးကိုလည်းချက်ချင်းပို့ပေးလိုက်တယ်အခန်းကားခောက်ပြီးတော့ထီးပေးတဲ့အချိန်မှာကျောင်းသူကလည်းသူ့ကိုကျေးဇူးတင်လို့တစ်ချက်တိုင်းဖတ်လိုက်တာပေါ့ဒါပထမဆုံးချိန်သူမိန်းကလေးရဲ့တိုင်းဖတ်ခံရတာပဲမျက်ရည်ကျသွားတယ်နောက်ပိုင်းမှာတော့သူတော်အလုပ်များသွားပါတယ်အတန်းနိုင်ဆုံးဝန်ဆောင်မှုကိုပြေးဝအောင်လို့သူစူးစမ်းရှာတယ်ပထမဆမ်မစ္စတာလည်းပြီးဆုံးသွားပြီလေစောင်းရသည်ကျောင်းပိတ်ပြီးသူပြန်သွားပါလေသူဖခင်ကလည်းကျောင်းစရိတ်အတွက်ပူပင်တော့ကရောက်နေသေးပဲသူဖခင်ကိုနှစ်သိမ့်တာပေါ့ဖခင်လက်ထဲကိုလည်းပတ်စံရွမ်း1000ကိုကြော့နိုင်ခဲ့တယ်အဖေသားသူများလိုမချမ်းသာပေမဲ့အဖေကသားကိုအပြေးမြန်တဲ့ချက်တော့အမွေပေးထားခဲ့တယ်လေအဲ့ဒီချက်တော့ကိုအားကိုးပြီးတော့ဒီထက်အောင်မြင်အောင်ပြေးအောင်ပါအဲ့ဒီလိုရှင်းပြတာပေါ့ဒုတိယဆမ်မစ္စတာမှာသူတယောက်တည်းမပြေးတော့ဘူး
ဘဝတူကျောင်းနေဘက်တွေကိုစူးစီးလိုက်တယ်ဒါကြောင့်လုံးဝန်ဆောင်မှုစတင်ပေးပါတယ်ကျောင်းပြင်ပဝန်ဆောင်မှုကိုယ်စားလှယ်အလုပ်ကိုလည်းစတင်လုပ်တယ်ဝန်ဆောင်မှုဧရိယာတဖြည်းဖြည်းကျေပြန့်လာတာပေါ့တောက်တုံမဲရနေစဉ်လိုအပ်နေတဲ့သွားလိုက်တန်သွားလိုက်စေကျောင်းတော်ကရိယာအစားကွန်ပျူတာအပို့ပစ္စည်းလျှက်စစ်ပစ္စည်းအစပါဝင်လာခဲ့စာသင်နေ့တစ်နေ့ပြီးဆုံးသွားတဲ့အချိန်မှာတော့သူကိုယ်ပိုင်ကွန်ပျူတာဝယ်လာနိုင်ပြီအင်တာနက်ကွန်ရက်ကိုအသုံးပြုပြီးတော့သူကလည်း customer အုပ်စုတော်တော်ကြီးမားလာပြီ online shopping ကုမ္ပဏီတစ်ခုသူ့ကိုကျောင်းတင်းကိုယ်စားလှယ်အဖြစ်လဲခန့်အပ်ပါတယ်ပြေးတယ်ဆက်ပြေးတယ်သူအောင်မြင်တဲ့လမ်းပေါ်ကိုစတင်တက်လန်းနေပါပြီသူစတုထနဲ့ပြီးဆုံးတဲ့အခါမှာတော့အမှတ်ကောင်းကောင်းနဲ့အောင်မြင်ခဲ့ုံသာမကသူ့အတွက်လည်းပထမအရင်ဒီစူးမိစောင်းမိနေပြီသူ့ရဲ့ကနဦးရင်းနှီးမတီငွေရလည်းရွမ်ငွေ9သိန်းကျပ်ငွေ3000ကျော်ခန့်ဖြစ်ပါတယ်သူ့နာမည်ဟိုကြားနံဖြစ်ပါတယ်တရုတ်ပြည်ရှေ့ပိုင်းကြီးလက်ဒေသအနေပေါက်ဖွာလာတဲ့လုပ်ငန်းရှင်လောင်းတဦးလည်းဖြစ်တယ်သူတက္ကသိုလ်နယ်မြေတစ်ခုလုံးမှာအယောင်ကိုယ်စားလှယ်ချုပ်အဖြစ်လည်းဖြစ်နေပါတယ်သူရိုးရိုးရှင်းရှင်းပုံစံအတိုင်းနေထိုင်နေသေးပဲအလုပ်ကြိုးစားတယ်တွက်လက်တယ်ဂျင်းနွေးတပူးခတ်ခိုင်းရင်လည်းတရွံယူနေသေးပဲသူပြေးလွှားနေသေးပါတင်သာသူ့နေရာမှာရှိခဲ့ရင်ဘလို့တုံ့ပြန်မလဲမိဘစင်းရဲတာကိုဝမ်းနေနေမှာလားအပြစ်တင်နေမှာလားခေတ်အခါကိုအစိုးရကိုအပြစ်ပြောနေမှာလားထီးမပါတဲ့ကလေးဟာမိုးထဲမှာအပိုအပြေးမြန်ပါလေဒီဆောင်ပါလေးကတော့ကျွန်တော်ရဲ့စိတ်ကိုလည်းတော်တော်ထိစေတယ်အများသူမာတွေနားဆင်နိုင်မှုအတွက်လည်းဘာသာပြန်ပြီးတော့တင်ဆက်လိုက်ပါတယ်လူငယ်လူရွယ်တွေအားလုံးလည်းကိုရက်တီလို့လိုစိတ်တွေရှိကြပါစေမိဘထံလက်ဖြတ်တဲ့ဘဝအနေလွတ်နိုင်ကြပါစေဘဝတိုးတက်မှုခရီးလမ်းမှာလည်းအပြေးမြန်နိုင်ကြပါစေဦးရင်ရေးသားသူအားလေးစားစွာဖြင့်ခွက်တဲ့ပေးပါတယ်ခင်ဗျာ